ဆရာကြီးတဲ့အိမ်မက်တွေတဲ့တိုင်းမှတ်နေရဲ့တဲ့အိမ်မက်တွေတိုင်းနဲ့ဖြစ်နိုင်လို့ရှိလားတဲ့အိမ်မက်ဆိုတာမျိုးကတော့မတ်ကြပါတယ်တူကိုနည်းနည်းတော့တော်တော်များများလဲမတ်ကြတယ်အိမ်မက်တွေဒါပေမဲ့ဖြစ်နိုင်လို့ရှိလားဆိုတော့အိမ်မက်က3မျိုးရှိရဲ့ဗျာညာဥယျာမတ်တာရဲ့သကောင်ယံမတ်တာရဲ့လင်းပိုင်းမတ်တာရဲ့ပြောပြမယ်အိမ်မက်နမိတ်3မျိုးကြောင့်ပြောပြမယ်ညာဥယျာမတ်တော့အိမ်မက်ဒီရက်ကြမယ်လကြမယ်နှစ်ကြမှာဖြစ်တဲ့အိမ်မက်မျိုးသကောင်ယံမတ်တဲ့အိမ်မက်ဒီလာပိုင်းပဲကြာတယ်လာဆိုရင်တော့3 4 5 6လလောက်ကြာပြီးမှဖြစ်တဲ့အိမ်မက်မျိုးလင်းပိုင်းမတ်တော့အိမ်မက်ဒီချက်ချင်းဖြစ်တယ်နော်တပတ်10ရက်တလတော်တင်မှာဖြစ်တဲ့အိမ်မက်ဖြစ်တယ်အားကြောင့်မို့အိမ်မက်မတ်တဲ့အချိန်လေးကိုမှတ်ထားပါအိမ်မက်မတ်တဲ့အချိန်လေးတွေကိုထားကြည့်ပါနိုင်လေးတွေကိုကြည့်ပဲချိန်မှတ်တာလေလင်းပိုင်းမတ်တော့အိမ်မက်ဒီအမှန်ကန်ဖြစ်တယ်ညာဥယျာမတ်တော့အိမ်မက်ဒီကြာနှောင်းနေတကောင်ရမတော့အိမ်မက်ဒီ5 6လတစ်နှစ်လောက်ကြာတယ်ဘယ်ချိန်မှတ်တာလဲမကြည့်ဘူးနော်